Android phone တစ်လုံးဝယ်တော့မယ်ဆိုရင် Snapdragon တို့ MTK တို့ဆိုတာကြားဖို့ကြလားမသိဘူး။ဒါမှမဟုတ် Snapdragon 7S Gen 3, AS Gen 4တို့ Helio G90 နဲ့ Ultra တို့ Dimensity 9300တို့ပြောကြတာကိုကြားဖို့ကြမယ်ထင်ပါတယ်။ဒီလိုမျိုးတွေမကြားဖို့ဆိုရင်တော့မှ Mid-range တို့ Flagship တို့ High-end တို့ဆိုတာကိုတော့ကြားဖို့နားဝရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ဒီနေ့ဗီဒီယိုမှာကတော့သူတို့ကိုထုတ်လုပ်တဲ့နိုင်ငံနဲ့ Mid-range Flagship တို့ဆိုတာဘယ်လိုမျိုးကြည့်ပြီးခွဲခြားနိုင်မလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Qualcomm CPU ကိုတော့ Snapdragon နဲ့သုံးကြတယ်။ Snapdragon ကို American နိုင်ငံအခြေစိုက် California နိုင်ငံမှာရှိတဲ့ Qualcomm Company ကနေပြီးတော့ထုတ်လုပ်ပါတယ်။ဒုတိယတစ်ခုကတော့ MTK သူ့ရဲ့အရှိကောက်ကိုတော့ MediaTek လို့ခေါ်တယ်။ MediaTek ကို Taiwan နိုင်ငံအခြေစိုက် Company ကနေပြီးတော့ထုတ်လုပ်ပါတယ်။တတိယတစ်ခုကတော့ Exynos CPU ကိုတော့ Samsung Company ကနေပြီးတော့အဓိကထားပြီးထုတ်လုပ်ပါတယ်။တောင်ကိုရီးယားနိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်ပြီးတော့ Samsung ဖုန်းတွေမှာပဲအဓိကထားပြီးတော့အသုံးပြုပါတယ်။ Startup တစ်ခုအနေနဲ့ Kirin ကိုတော့ရှန်ကျန်းမြို့မှာရှိတဲ့ Huawei ရဲ့လက်အောက်ခံ HiSilicon ကုမ္ပဏီကနေပြီးတော့ထုတ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ Spectrum SPG လို့လည်းခေါ်ကြသလို Uni SoC လို့လည်းခေါ်ကြရတယ်ရှိတယ်။ Tiger SoC လို့ခေါ်ကြသလိုတရုတ်နိုင်ငံအခြေစိုက်ရှန်ဟိုင်းမြို့မှာရှိတဲ့ Spectrum ကုမ္ပဏီကနေပြီးတော့ထုတ်ပါတယ်။ကဲဒါဆိုရင် Mid-range Flagship ဆိုတာဘာလဲSnapdragon မှာဆိုရင်200, 400, 600, 900နဲ့800 up to series ဆိုပြီးတော့ရှိကြပါတယ်။200နဲ့400 series ကိုတော့ entry level, 600နဲ့900 series ကိုတော့ mid-range level, 930 upper series ကိုတော့ upper mid-range လို့ခေါ်ကြပြီးတော့800 series ကတော့ flagship level, 845အထက်ကိုတော့ high-end phone တွေမှာပဲအသုံးပြုကြပါတယ်။ MTK မှာကတော့မျိုးကွဲ CPU အနေနဲ့ Helio နဲ့ Dimensity ဆိုပြီးတော့ထပ်ရှိပါသေးတယ်။ Helio မှာ A series entry level, P series, G series mid-range, 8 series flagship ဆိုပြီးတော့ရှိကြပါတယ်။ Dimensity series မှာတော့6000, 9000 series ကို mid-range, 8000 series ကိုတော့ high-end နဲ့ flagship ကေလာလို့သုံးကြတယ်။9000 series မှာတော့ rear flagship ဆိုပြီးတော့ခွဲခြားထားပါတယ်။ HiSilicon လို့ခေါ်တဲ့ Kirin CPU တွေမှာတော့900 series, 900 series နဲ့900 series ဆိုပြီးတော့ရှိကြပါတယ်။900 series ကတော့ entry level, 900 series ကတော့ mid-range, 900 series ကတော့ flagship level ပဲဖြစ်ကြပါတယ်။ Huawei နဲ့ Honor ဖုန်းတွေမှာပဲတွေ့ရတတ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ Exynos CPU မှာတော့5 series, 7 series, 9 series ဆိုပြီးတော့ရှိပါတယ်။5 series က entry level, 7 series ကတော့ mid-range နဲ့ 9 series က flagship တို့ပဲဖြစ်ကြပါတယ်။ US ကိုတင်သွင်းတဲ့ဖုန်းတွေမှာဆိုရင်တော့ Snapdragon CPU ပဲအသုံးပြုကြပါတယ်။ကဲဒါဆိုရင်တော့များတို့အနေနဲ့ဖုန်းဝယ်တော့မယ်ဆိုရင်ပိုဝယ်တဲ့ဖုန်းကဘယ် level မှာရှိတာလဲ flagship လား mid-range လား entry level လားဆိုတာကိုတော့ခွဲပဲသိလိမ့်မယ်လို့ပြောနေမိပါတယ်။နောက်တစ်ဗီဒီယိုသစ်တွေနဲ့တူပြန်လာခဲ့ပါမယ်။